ဇလန်အစမှာတော့မိန်းကလေးတစ်ယောက်ဟာသူမရဲ့ကာဝန်အောက်ကနေအစိတ်ပြင်းငွေတစ်ကောင်ကိုတိတ်တဆိတ်ထုတ်ယူပြီးရှေ့ကစစ်ဗိုလ်ချုပ်ရဲ့သမီးဖြစ်သူရဲ့ကာဝန်ထဲကိုခိုးထည့်လိုက်ပါတယ်စစ်ဗိုလ်ချုပ်သမီးဟာလမ်းဖြတ်အော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားတာကြောင့်စစ်ဗိုလ်ချုပ်ကသူ့လူတွေကိုငွေကိုချက်ချင်းဖယ်ရှားဖို့အမိန့်ပေးခဲ့ပါတယ်ငွေကသူ့အလိုလိုထွက်လာခဲ့ပေမဲ့ဒေါသအလွန်ထွက်သွားတဲ့စစ်ဗိုလ်ချုပ်ဟာအဲ့ဒီမိန်းကလေးရဲ့မျက်နှာကိုလက်သီးနဲ့အားရပါရထိုးချပစ်လိုက်ပါတယ်မိန်းကလေးခမမြေပြင်ပေါ်လဲကျသွားရုံနဲ့မကပဲစစ်ဗိုလ်ချုပ်ကသူမကိုတခြားသူတွေအပါအဝင်အလွန်အန္တရာယ်များတဲ့ကွင်းပြင်ကျဲကြီးအော်ရထဲမှာပိတ်လောင်ထားဖို့ရဲရဲဆက်ဆက်အမိန့်ပေးလိုက်ပါတော့တယ်ကွင်းပြင်ကျဲကြီးထဲမှာလူအများပြပိတ်မိပြီးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်အပေါ်ကနေတစ်သားစီပိုင်းကြီးတစ်ခုကျိုးနဲ့ဆွဲချလာပါတယ်ရုတ်တရက်အဲ့ဒီစီပိုင်းကြီးကွဲထွက်သွားပြီးအထက်ကနေအစိတ်ပြင်းငွေဆိုထောင်ပေါင်းများစွာဝုန်းကနေပြည့်ပြတ်ထွက်လာပါတော့တယ်ဒီမြင်ကွင်းကြောင့်လူတိုင်းဟာအလန့်တကြားနဲ့အသက်လူပြီးထွက်ပြေးကြပါတယ်လမ်းမှာမိန်းကလေးတစ်ယောက်ကလုတ်တိုက်လဲကျသွားပြီးစက္ကန့်ပိုင်းတွင်းမှာပဲငွေတွေရဲ့ဝိုင်းအောင်ရစ်ပတ်ခြင်းကိုခံလိုက်ရပါတယ်ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်ပြီးနောက်ဒေးဗစ်လို့ခေါ်တဲ့ကောင်လေးဟာဆက်မပြေတော့ပဲသူ့ရဲ့ကံကြမ္မာကိုအေးအေးဆေးဆေးလက်ခံလိုက်ပါတယ်ငွေတွေဟာသူ့တကိုယ်လုံးကိုခေါင်းစားချေဆုံးရစ်ပတ်ပစ်လိုက်ပြီးအသက်ပြောက်သွားစေခဲ့ပါတယ်နောက်ဆုံးကြံရစ်သူနဲ့စမ်းကြဲသောတေးတံအဆုံးသတ်မှာတော့မိန်းကလေးနှစ်ယောက်ပဲအသက်ရှင်ကျန်ပါတော့တယ်ဗစ်တိုးရီယာဟာလေကားအတိုင်းပြေးတက်ဖို့စူးစမ်းပေမဲ့ကန်ဆိုးစွာနဲ့ငွေတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတဖြည်းဖြည်းရစ်ပတ်ခံရကအသက်ရှူကျပ်ပြီးတေဆုံးသွားခဲ့ပါတယ်အခုဆိုရင်ငွေဆိုးအားလုံးဟာနောက်ဆုံးကြံရစ်သူမိန်းကလေးအန်နာစီကိုပဲတရွေ့ရွေ့ဦးတည်လာကြပါတော့တယ်အန်နာဟာကြောက်လန့်ပြီးထွက်မပြေးပဲတချင်းတစ်ပုတ်ကိုအေးအေးဆေးဆေးစတင်တည်ဆူလိုက်ပါတယ်မယုံနိုင်စရာကောင်းတာကအဲ့ဒီစမ်းကြဲတဲ့ဒေးတန်ဟာငွေဆိုးအားလုံးကိုမိန်မောသွားစေပြီးသူမကိုရံမပြူတော့ပဲငြိမ်သက်သွားစေခဲ့ပါတော့တယ်